Okay ကဲကျွန်တော်ဒီတစ်ခါတော့ကဲကျွန်တော်အားလုံးစောင့်နေတဲ့ KOF ကျွန်တော်တို့ Bingo နဲ့ KOF 97 event နှစ်ခုပေါင်းပြီးလာမယ်ကျွန်တော်တို့ KOF event ကြီးကတော့ကျွန်တော်တို့နောက်နေ့2026ဖေဖော်ဝါရီလထဲမှာလာဖို့ရှိပါတယ်ကဲကျွန်တော်မနေ့ကဒိတ်မသိလို့ပြောခဲ့တာရှိတယ်ပေါ့နော်ကျွန်တော်ဒီနေ့တော့ date လေးတော့သိပါပြီအဲ့တော့ကျွန်တော်တို့ဒီ event မှာပါတဲ့ second တွေအကုန်လုံးကိုကျွန်တော် diamond အနည်းဆုံးကျွန်တော် weekly bat နဲ့ဘယ်လိုဂုံးဆင်းလို့ရမလဲဆိုတဲ့ဇာတ်လေးတို့ဒီနေ့ကျွန်တော်အခုကြရပါတော့ကျွန်တော်ဒါလေးကိုတင်ပေးထားမှာဖြစ်ပါတယ် brother တို့အနေနဲ့ဒီဇာတ်လေးကိုကြည့်ပြီးတော့ diamond လေးစုတင်တာစုကျွန်တော်ပတ်စံလေးတဲ့စုတင်တာကြိုးပြီးစုထားလို့ရအောင်ကျွန်တော်အခုကြရတင်ပေးထားမှာဖြစ်ပါတယ်ဗျကဲအခုကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော် advanced server fortunate လို့ကျွန်တော်စင်မလာပြီးတော့ advanced server လာပြီးတော့ဖောက်လို့ရပါတယ်ကျွန်တော် advanced server ဆိုတော့ကျွန်တော် diamond တွေ free ရမယ်ကျွန်တော်မထွက်သေးတဲ့ hero ကြိုးပြီးခံရမယ်ကျွန်တော်မထွက်သေးတဲ့ event တွေကြိုးပြီးတော့ကြည့်လို့ရတဲ့ server ဖြစ်ပါတယ်ကဲကျွန်တော်ဖောက်လို့ရတယ်ဆိုတာကကျွန်တော်ဒီ advanced server ကျွန်တော်ရောက်တဲ့ဖောက်တာမဟုတ်ဘူးเนาะတခြားလူတွေလည်းဖောက်တဲ့လူတွေရှိတယ်ဖောက်နည်းကို free တင်ပေးထားတဲ့လူတွေရှိတယ်ပေါ့ကျွန်တော်အဲ့သွားလုပ်ပြီးတော့လည်းကိုယ့်ဘာကိုယ်လည်းဖောက်လို့ရတယ်ကျွန်တော်လုပ်ပြီးတယ်ဆိုတာကကျွန်တော်တို့ကိုယ်တိုင်ဖောက်လို့အဆင်ပြေတဲ့လူတွေကျွန်တော်စီမှာလာပြီးတော့ဖောက်လို့ရပါတယ်ကဲဖောက်ချင်တဲ့လူတွေအောက်မှာကျွန်တော်ပြထားတဲ့တေကန်လေးကလာပြီးတော့ကျွန်တော်စီမှာလာပြီးတော့ဘန်းဆာပါလာပြီးတော့ဖောက်လို့ရပါတယ်ဗျကဲဝီဒီ event ကကျွန်တော်ပြောသလိုပဲကျွန်တော်တို့နောက်နေ့ကျွန်တော်တို့2026ပေါ့နော်တိတ်မလို့တော့ဘူးကျွန်တော်တလကျော်ပဲလို့တော့ကျွန်တော်တို့ဖေဖော်ဝါရီလထဲမှာအစပေါ့တရက်နှစ်ရက်အတွင်းမှာလာဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ပြောသလိုပဲကျွန်တော်ဒီမှာဒီစကင်တကောင်ကို diamond အနည်းဆုံးနဲ့ဘယ်လိုဂုံးဆင်းလို့ရမလဲဆိုတော့တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်ဒီမှာကျွန်တော် event နှစ်ခုလုံးတွဲပြီးလာမှာဖြစ်တဲ့အတွက်ဒီဇာတ်လေးတိုင်းနှစ်ကောင်လောက်ကတော့ဂုံးဆင်းလို့ရမယ်ပေါ့နော် weekly ကျွန်တော် weekly package နဲ့ဘယ်လိုဂုံးဆင်းလို့ရမလဲတစ်ချက်ပြပေးမှာဖြစ်ပါတယ်ကဲဒါတော့97ပေါ့ကဲဒါကျွန်တော် bingo ပေါ့ကဲကျွန်တော် bingo မှာကအရင်တုန်းကဆိုရင်ကျွန်တော်10ချိန်မှာ Krina ရဲ့စကင်ကို free ပေးမယ်ပြောထားတယ်ဒါမှကျွန်တော်ဒါပေမဲ့ဒီဘန်းစာပေါ်မှာတော့ကျွန်တော်ဒီ Krina ရဲ့စကင်ကို free ပေးမယ်ပြောမထားဘူးပေါ့နော်10ချိန်မှာ app တကောင်ကိုသူအာမခံတယ်ပေါ့ကျွန်တော် lucky ပေါ့မဟုတ်ရင်တခြား app euro app တွေပေးမယ်ပေါ့ဒီမှာ Krina ရဲ့စကင်ကိုတော့ပေးမယ်လို့တော့ပြောမထားဘူးဒါကျွန်တော်အရင်တုန်းကလာတဲ့ကျွန်တော်တို့ KOF event နဲ့မတူတဲ့အချက်ပေါ့ဒါပေမဲ့ဒါကကျွန်တော်အပိုင်းနဲ့တွက်ထားလို့မရဘူးတက်စာပါတက် event ဖြစ်တဲ့အတွက်ကျွန်တော် original server ရောက်သွားရင်အရင်လိုပဲပြန်ပြီးတော့ Krina ရဲ့စကင်ကို10ချိန်မှာ free ပေးနေပေးသွားနေတယ်ပေါ့ဒါပြောလို့တော့မရဘူးပေါ့နော်လောလောဆယ်ဒီအပန်းစာမှာတော့ပေးမထားပါဘူးကဲကျွန်တော်ဒီဇာတ်လေးကကျွန်တော်ဒီ KOF Bingo မှာရောဒီ KOF ဒီ97မှာရောနှစ်ခုလုံးကိုကျွန်တော်တို့ဂုံးဆင်းလို့ရမယ်ပေါ့နော်ဂုံးလို့ရမယ်ဆိုတော့ဇာတ်တစ်ခုရဲ့နဲ့စကင်နှစ်ကောင်တော့မရဘူးเนาะဇာတ်တစ်ခုကို event တစ်ခုမှာကျွန်တော်တို့က KOF တစ်ကောင်ကျွန်တော်တို့ကရမယ်ပေါ့ဒါပေမဲ့ကြာပန်းပေါ့နော် Bingo တန်းတဲ့အချိန်ကျွန်တော်တို့ကကြာပန်းရမှာဖြစ်ပါတယ်ရွေးလို့တော့မရဘူးပေါ့ဒါကျွန်တော်တို့ KOF event ကိုအရင်တော့ကတည်းကတည့်ရလူတွေကတော့တိတ်ထွေထူးပြောကြလို့မှမထင်ပါဘူးကဲအဲ့တော့ကျွန်တော်ဇာတ်လေးကိုတစ်ချက်တူတွားကြည့်မယ်ပေါ့နော်price pool တွေသူမှပါတဲ့ reward တွေကတော့အရင်တော့လိုဘာမှပြောင်းလဲတာမရှိဘူးเนาะကျွန်တော်ဒီ KOF skin တွေပါမယ် lucky box တွေပါမယ်ပြီးရင်ကျွန်တော်တို့ဘာညာပေါ့တခြား app လေးလည်းပါမယ်เนาะဒီ bingo မှာလည်းအလိုပဲပေါ့နော်ဘာမှထူးထူးပြောင်းလဲတော့တာမရှိဘူးဒီအောက်မှာနောက်ထပ် event တစ်ခုထပ်ပေါ်လာပါဒါကကျွန်တော်တို့KO နဲ့ပတ်သက်တဲ့ကျွန်တော်တို့ကျွန်တော်တို့ဒီဒါလေးဆိုရင်ကျွန်တော်တို့ record ပေါ့နော် record လေးပါမယ် scaling ဖက်လေးတွေပါမယ် animation ဖက်တွေပါမယ် span ဖက်တွေပါမယ် emote ပေါင်းဘာညာပေါ့နော်အကုန်လုံးပါမှာဖြစ်ပါတယ်ဒါလေးကကျွန်တော်တို့mini event လို့ပြောလို့ရအောင်နော် diamond လည်းတားကြီးတော့မကုန်ဘူးပေါ့ဒါပေမဲ့ရမယ်ရွက်ကလည်းကြိုက်မှလှဲ့ပေါ့နော် skin မှစကင်တွေကျွန်တော်ကတော့ယူဖို့ကြံပေးရင်ဒါလေးရတော့တိတ်အဆင်ပြေပါဘူးကျွန်တော်တို့ကနော်အဲ့တော့ကျွန်တော်တို့လှည့်မှာလှည့်မယ်ဆိုတော့ diamond ကုန်မယ်ဆိုတော့စကင်ရအောင်လားလှည့်ပါဒီ event တွေကတိတ်ပြီးတော့သုံးမဝင်ပေါ့နော်ကြိုက်တဲ့လူကလှည့်လို့ရပါတယ်ကြည့်အောင်ကျွန်တော်ဇာတ်လေးကိုတစ်ချက်ထူသွားကြည့်လိုက်အောင်ကဲကျွန်တော် event ကဆွမ်းလာကြောပြောလို့ဖေဖော်ဝါရီလထဲမှာလာမယ်ဒါပေမဲ့ကျွန်တော်ဒီမှာစဆွဲပေးထားတာကတော့ကျွန်တော်phase 1 phase 2 phase 1လာတဲ့ရက်ကစပြီးဆွဲပေးထားတယ်အဲ့တော့ကျွန်တော်တို့ event လာမယ့်ရက်ကအနည်းဆုံး1ရက်ဒါမှမဟုတ်2ရက်မှမဟုတ်3ရက်အတွင်းမှာလာမယ်ပေါ့နော်အဲ့ဒီအချိန်တွင်းမှာ event စလာဖို့ရှိပါတယ်ကဲဟုတ်ပြီကျွန်တော်တို့ phase 1စပြီးလာတဲ့နေ့ရက်စပြီးကျွန်တော်တို့ကဒီဇာတ်နဲ့စပြီးအလုပ်လုပ်မှာဖြစ်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဖေဖော်ဝါရီလ9ရက်နေ့မှာဆိုရင်ကျွန်တော်တို့က phase 1လာပြီးနော် phase 1လာပြီးဆိုတော့ကျွန်တော်အဲ့ဒီနေ့မှာမလုပ်နဲ့ weekly bat 3ချိန်ဖြည့်မှာဖြစ်ပါတယ်weekly bat 3ချိန်ဖြည့်လို့ရှိရင်ကျွန်တော်တို့က diamond ကျွန်တော်တို့ရဲ့ legend diamond ကကျွန်တော်တို့260ရှိမယ်เนาะအဲ့ဒီမှာကျွန်တော်9ရက်နေ့မှာကျွန်တော်တို့က weekly bat ဆိုထည့်ပြီး3ချိန်ထည့်ပြီးရင်ကျွန်တော်တို့ကချော်စင်းနဲ့တစ်ချိန်လှည့်မယ်ပေါ့3ဘတ် diamond 130နဲ့ချော်စင်းနဲ့ဆို130နဲ့ကြာမယ်
လက်ကျန်တိုင်းမို့148ကျန်မယ်တူတယ်တော့1ရမယ်ပေါ့နော်ဒါကြောင့်ဖေဖော်ဝါရီလ10ရက်နေ့မှာနေ့စဉ်ချောစင်းတဲ့တချိန်လှည့်မယ်သုံးမှတ်တိုင်းမို့က142လက်ကျန်တိုင်းမို့56ပဲကျန်မယ်တူတယ်တော့2ရမယ်ပေါ့ကဲကျွန်တော်အဲ့မှာ weekly back ဖြည့်ပြီးကျွန်တော်တို့ကဘာလို့ free token တန်းမြူသလဲဆိုရင်ကျွန်တော်တို့အကုန်လုံးပေါင်းယူချင်တာအဲ့တော့ကျွန်တော် diamond နဲ့သုံးရမှာဖြစ်သေးတဲ့အတွက်ကျွန်တော်တို့ free token တွေကိုတန်းပြီးမယူသေးဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်မယူတာဖြစ်ပါတယ်အဲ့တော့ diamond စိတ်ကြိုက်26 diamond ကိုချက်တဲ့နေရာမှာသုံးပေါ့နော်ဗလာသာ26 diamond ကုန်သွားဖို့ပဲလိုတယ်သုံးလိုက်မှဆိုရင်ကျွန်တော် diamond က30ကျန်မယ်ပေါ့အဲ့ဒါကျွန်တော်တို့ရဲ့ဟိုကသုံးရမယ့် diamond ကတက်စကပြေးသွားပြီပေါ့ diamond 250သုံးရမယ့်တက်ကပြေးသွားပြီအဲ့မှာကျွန်တော်တို့ဖေဖော်ဝါရီလ10ရက်နေ့မှာဟို free token phase 1က free token 16ကကိုယူမယ်လှည့်လိုက်မှဆိုကျွန်တော်တို့ကတူတယ်တော့18ချိန်ဖြစ်သွားမှာပေါ့ပြင်ဖေဖော်ဝါရီလ9ရက်နေ့ကဖေဖော်ဝါရီလ17ရက်နေ့ကိုကြော်လိုက်မယ်ဘာလို့ကြော်လဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီမှာကျွန်တော်တို့က diamond မရှိသေးတဲ့အတွက် weekly ဘက်ကရတယ် diamond 20ကိုစုသွားပြီးမှကျွန်တော်တို့ကကြော်ရမှာပေါ့နော်9ရက်နေ့နဲ့17ရက်နေ့ထိကိုကျွန်တော်တို့ကကြော်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့လက်ကျန် diamond 130ဖြစ်သွားမယ်ကဲ14ရက်နေ့ရောက်ပြီဆိုရင်ကျွန်တော်တို့က phase 2လာပြီပေါ့အဲ့မှာကျွန်တော် weekly ဘက်3ချိန်ထပ်ဖြည့်မယ်ပေါ့အဲ့မှာ total diamond 390ဖြစ်မယ်အဲ့မှာကျွန်တော်14ရက်နေ့မှာပဲကျွန်တော်တို့ကနေ့စဉ်ချောတဲ့တစ်ချိန်လှည့်မယ်လက်ကျန် diamond 198ဖြစ်မယ်တူတယ်တော့ကျွန်တော်တို့က19ချိန်ဖြစ်မယ်ပေါ့ကဲ15ရက်နေ့မှာကျွန်တော်နေ့စဉ်ချောတဲ့တစ်ချိန်ထပ်လှည့်မယ်လက်ကျန် diamond 186ကျန်မယ်တူတယ်တော့20ဖြစ်မယ်အဲ့မှာကျွန်တော်ဆွမ်းမလိုပဲစိတ်ကြိုက်တိုင်းပေါ့diamond 26လုံးကြိုက်တဲ့နေရာမှာတုံးလိုက်ပေါ့လက်ကျန် diamond 160ကျန်မယ်အဲ့ဒါဆိုကျွန်တော်ဒုတိယ phase 2ကကျွန်တော်တို့က free token 16ခုကိုယူမယ်လှည့်လိုက်မယ်36ချိန်ရမယ်ပေါ့နော်ကဲကျွန်တော်ဖေဖော်ဝါရီလ16ရက်နေ့မှာနေ့စဉ်ချောစင်းတဲ့တစ်ချိန်လှည့်မယ်လက်ကျန် diamond 68လုံးမကျန်မယ်တူတယ်တော့30ခွန်ဖြစ်မယ်ကဲကျွန်တော်ဖေဖော်ဝါရီလ19နဲ့18ကိုကြော်လိုက်မယ်ပေါ့နော်ကြော်လိုက်မယ်ကြော်ပြီးကျွန်တော်လက်ကျန် diamond 108ကျန်မယ်19ရက်နေ့မှာနေ့စဉ်ချောစင်းတဲ့တစ်ချိန်လှည့်မယ် diamond 16လုံးမကျန်မယ်တူတယ်တော့38ချိန်ဖြစ်မယ်ကဲ20ရက်နေ့23ကိုကျွန်တော်ကြော်လိုက်မယ်လက်ကျန် diamond 96ဖြစ်မယ်တော့ကျွန်တော်တို့ပြင်ကျွန်တော်ဖေဖော်ဝါရီလ20ရက်နေ့မှာနေ့စဉ်ချောစင်းတဲ့တစ်ချိန်လှည့်မယ်လက်ကျန် diamond 4လုံးမကျန်မယ်အဲ့မှာကျွန်တော်တို့ကတူတယ်တော့39ချိန်ထိရသွားပြီပဲဖြစ်ပါတယ်ကဲတခြားဘာညာရမယ်ခါမဲ့ရမယ်တိုကန်လေးရနှစ်ခုကနေ3ခုချမှာရမယ်အဲ့တော့ကျွန်တော်တူတယ်တော့40အထက်မှာရှိတယ်ပေါ့ဒီဈေးကကျွန်တော်တို့ဒေါ်40အတွက်ပဲကျွန်တော်ဆွဲပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒေါ်40နဲ့ဆိုရင်တော်တော်များများကတော့ကန်ကောင်းတဲ့လူတွေများမှာပါเนาะအဲ့တော့40ဒေါ်ဆိုရင်တရားပေါက်ဘင်ကိုတန်းဖို့များပါတယ်ကန်ဆိုရင်တော့9ချိန်ပေါ့တားရီကန်ဆိုရင်တော့6ချိန်ထိချိန်60ထိသွားမှာဖြစ်ပါတယ်ဒါကျွန်တော်ဒေါ်40နဲ့ကျွန်တော်တို့ဘင်ကိုတန်းမဲ့လူတွေအတွက်ပေါ့နော်ပင်တန်းကန်ကောင်းပြီးတန်းနေတဲ့လူတွေဒီဒေါ်နဲ့အဆင်ပြေပါတယ်အဲ့တော့ဟိုတားကြီးလည်းပုံသေးကြီးကျွန်တော်တို့လူတိုင်း40မှာပင်ကိုတန်းမယ်လို့လည်းကျွန်တော်မဆိုးလို့ပေါ့နော်ဒါပေမဲ့အများဆုံးက40လောက်ဆိုရင်တန်းသွားလူတွေများတယ်ကျွန်တော်တို့ဒေါ်50ဆိုရင်ပိုပြီးတည်ကြတာပေါ့နော်ကဲဒါကျွန်တော်တို့ဒေါ်40နဲ့ကျွန်တော်တို့ဘင်ကိုတန်းနိုင်တဲ့ဇာတ်လေးဖြစ်ပါတယ်အဲ့တော့ဒီဇာတ်လေးနဲ့ကျွန်တော် KOS ဘင်ကိုမှာအောင် KOS 97မှာအောင်ကျွန်တော်တို့ KOS 2កောင်ကိုဒီဇာတ်လေးနဲ့ဂုံစင်းလို့ရပါတယ်ကဲ event ကတော့ကျွန်တော်တက်လာကြော်လူသေးတဲ့အတွက်အခုတွေက diamond တွေကြိုးစုမယ် weekly တွေကြိုးစုခြင်းတဲ့လူတွေအတွက်ကျွန်တော်ဒီဇာတ်လေးမြင်ဖြစ်ပါတယ် okay ကဲဗီဒီယိုလေးကဒီလောက်ပါ